အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပေါင်ထည်ရွတ်ကြိုးတဲ့အခါခွဲစိတ်တင်လာဆိုတဲ့အကြောင်းအရာလေးကိုဗဟုသုတအနေနဲ့ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင်တက်ကြီးပိုင်းလူနာတွေမှာအဖြစ်များတဲ့အရွတ်ကြိုးခြင်းတစ်မျိုးဟာပေါင်ရိုးထိပ်ပိုင်းမှာကျိုးတက်တာပဲဖြစ်ပါတယ်ရှင်အများအားဖြင့်ပေါင်ထည်ရွတ်ကြိုးရလို့လည်းအလွယ်ခေါ်ယူကြပါတယ်ရှင်အဲ့လိုပေါင်ထည်ရွတ်ကြိုးရင်ဘယ်လိုကုသရမလဲဆိုတာကိုအများစုကဇဝေဇဝါဖြစ်တတ်ကြပါတယ်ရှင်တကယ်တမ်းကတော့ပေါင်ထည်ရွတ်ကြိုးရလူနာအတွက်ခွဲစိတ်ကုသခြင်းကသာအကောင်းဆုံးဖြစ်ပါတယ်ရှင်ခွဲစိတ်ပြီးတင့်တော်တဲ့စတီရိုပုံစံကိုမှန်မှန်ကန်ကန်ထည့်လိုက်နိုင်ရင်လူနာအတွက်အလွန်ကောင်းမွန်တဲ့ရလဒ်ကိုရရှိနိုင်မှာဖြစ်ပါတယ်ရှင်မြန်မြန်ပြန်လည်ရှောင်နိုင်မယ်နာကျင်မှုခံစားရတာနည်းမယ်အိယာထဲမှာကြာရှည်နေရမယ့်ဒုက္ခကိုရှောင်နိုင်မယ်လူနာကိုပြုစုရမယ့်လူနာဆောင်တွေကိုလည်းဝင်တော့ဝင်ပို့မဖြစ်စေတော့ပါဘူးရှင်ဒါပေမဲ့ခွဲစိတ်ကုသရတဲ့အတွက်ကုန်ကျစရိတ်ပမာဏတစ်ခုနဲ့ခွဲစိတ်တဲ့တန်းကိုခံနိုင်ရရှိမယ်ကျန်းမာရေးအခန်းရှိဖို့တော့လိုအပ်ပါတယ်ရှင်အကြောင်းအမျိုးမျိုးကြောင့်မခွဲစိတ်နိုင်ဘူးဆိုရင်ဘယ်လိုလုပ်မလဲဒါဆိုရင်မခွဲစိတ်ပဲကုသမယ်ဆိုရင်ဗာနီလန်ကိုသုံးအရိုးဟာတက်တက်ဆက်မှာမဟုတ်ပါဘူးရှင်ကျောက်ပတ်တီလည်းစီးလို့မရသလိုအိယာထဲမှာနေပြီးကျိုးတဲ့အရိုးစားနှစ်ခုပြန်ဆက်မဲ့အချိန်ကိုစောင့်ရမှာပဲဖြစ်ပါတယ်ရှင်3 လကနေ6 လတစ်နှစ်လောက်အထိကြာနိုင်ပြီးတချို့ဆိုရင်နှစ်ကြာတာတောင်ဆက်ချင်မှဆက်မှာပါရှင်စီမံပဲလိမ့်လိမ့်ရေမှန်းပဲတောက်တောက်ကြက်ပဲစီစီနည်းနည်းပဲအပ်တဲ့အယိုးဟာမခွဲလေ1 လ 2 လနေရင်သူ့ဟာသူပြန်ကောင်းနိုင်ပြီးကျိုးပြီးလွဲသွားတဲ့အယိုးကတော့မခွဲရင်တက်တက်မဆက်တော့ပါဘူးရှင်ဒါကြောင့်အမြဲကြိုင်းတောက်ဒုတ်ကောက်ကိုစောင့်နေရမှာဖြစ်ပြီးခြေထောက်နှစ်ဖက်ဟာအတူအရှင်မညီတော့ပါဘူးရှင်ဒါကြောင့်ပေါင်ထည်ရွတ်ကြိုးရင်မဖြစ်မနေခွဲစိတ်သင့်ပြီးခွဲစိတ်ဖို့မလွယ်ကူမဖြစ်နိုင်မှသာမခွဲပဲဒီအတိုင်းထားသင့်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးအောင်နားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်လည်းဒီလိုဘုဒ္ဓတာဖြစ်မဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားအောင်မှာဖြစ်လို့အကောင့်ကိုအပေါင်းလေးနဲ့အသေးလေးပေးခဲ့ဖို့မမေ့ပါနဲ့နော်